တထေးမလေးစီကနေအရေးတကြီးလိုအပ်နေတဲ့ငါးကိုဖမ်းပေးဖို့ဖုံးဆက်အကူအညီတောင်းလာတာနဲ့ကောင်လေးလည်းညဘက်ကြီးသူ့တငယ်ချင်းနဲ့အတူပင်လယ်ထဲကိုငါးဖမ်းထွက်လာခဲ့ပါတယ်။နေရာရောက်လို့ကောင်လေးကနဂါးလေးကိုခေါ်ထုတ်လိုက်တဲ့အခါမှာတော့ဘေးကတငယ်ချင်းဖြစ်သူကနဂါးလေးကိုမြင်သွားပြီးဟာဒါကြီးကအကြီးကြီးပဲမွေကြီးလားမသိဘူးဆိုပြီးလန့်ဖြန့်သွားပါတော့တယ်။ကောင်လေးကတော့ဘာမှပြန်မပြောဘဲနဂါးလေးကိုအချက်ပေးလိုက်တဲ့အခါနဂါးလေးရဲ့အစွမ်းကြောင့်တထေးမလေးလိုချင်နေတဲ့ငါးတွေဟာကုန်းပေါ်ကိုအလိုလျောက်ဝန်းကနေခုန်တက်လာကြပါတော့တယ်။ဒါကိုမြင်ရတဲ့တငယ်ချင်းဖြစ်သူမှာအံ့ဩလွန်းလို့ပါစက်တောင်မစေးနိုင်တော့ဘူးပေါ့ငါးတွေကိုတကောင်ပြီးတကောင်ဖမ်းထည့်ရင်းနဲ့ဟေ့ကောင်ဒီငါးတွေကဘာလို့ဒီတိုင်းကြီးကုန်းပေါ်ခုန်တက်လာရတာလဲအရန်ထူးဆန်းတာပဲလို့မေးတော့လဲကောင်လေးကငါတို့ကန်ကောင်းနေလို့ပါကွာဆိုပြီးပဲအေးဆေးဖြေလိုက်ပါတယ်တထေးမလေးအလိုရှိတဲ့အကောင်3ဆဲပြည့်သွားပြီဆိုတာနဲ့ဖုန်းဆက်ခေါ်လိုက်တဲ့အခါတထေးမလေးဟာနာမည်ကြီးစဖို့မူကြီးတွေကိုပါတပါးလဲခေါ်လာခဲ့ပါတယ်ငါးတွေကိုကြည့်ပြီးငါးအုပ်ထုတ်ဖို့ပြင်ဆင်ကြတဲ့အခါမှာတော့စောစောကဖမ်းတော့ကအကောင်ကြီးပေမဲ့အခုကျမှဘာလို့တေးသွားရတာလဲဆိုတာကိုတော့ဘယ်သူမှနားမလည်နိုင်အောင်ထူးဆန်းနေတော့တာပေါ့ငကားလေးရဲ့အစွမ်းကြောင့်လည်းဖြစ်နိုင်တာပေါ့နော်အတာတော့မြင်လည်းမသိဘူးဗျဒါပေမဲ့စဖို့မူကြီးကငါးဥတွေကိုထုတ်ပြီးတေချာစစ်ဆေးလိုက်တဲ့အခါမှာတော့အဆင့်တန်းကအရန်မြင်မှပြီးအကောင်းဆုံးအရေးသွေးဖြစ်နေတာကြောင့်ဒါမျိုးကတကယ်ရှားပါတဲ့အဆင့်မီယုံတင်မကဘူးအတော်လေးကိုကောင်းလုံးနဲ့ဆိုပြီးဝမ်းသာအားရနဲ့ချီးကျူးပြောဆိုနေပါတော့တယ်ဗျာ